TikTok မှာပတ်ဆက်ရဖို့အတွက် copyright လုပ်အောင်ဘယ်လို edit လဲ edit မဲ့ video ကိုတော့ YouTube, Facebook စတဲ့နေရာတွေပြီးတော့ရှာလို့ရပါတယ် edit မဲ့ application ကိုတော့ CapCut, InShot ကိုအဆင်ပြေတာကိုသုံးနိုင်ပါတယ်ဒီ video မှာတော့ CapCut ကိုအသုံးပြုပြီးတော့ YouTube အ video တစ်ပုဒ်ကို edit လုပ်ပြမှာဖြစ်ပါတယ် YouTube ထဲကိုဝင်လိုက်ပါမယ် edit ဖို့အတွက် video ကိုရွေးတဲ့အခါမှာတော့ stick column မှာ logo ပါတဲ့ view တွေကိုရှောင်ရှားတာအကောင်းဆုံးပါပဲနောက်နေမှာ logo ပါနေရင်အဲ့ logo တွေကိုဖျောက်ရတာအဆင်ပြေပေမဲ့ stick column မှာ logo ပါနေရင်တော့အဲ့ဒီ video ကိုဖျောက်ရတာအဆင်ပြေပါဘူးကိုသဘောကျတဲ့ video တွေ့မယ်ဆိုရင်တော့ video ကို down လိုက်ပါ down တဲ့အခါမှာလည်း high resolution ကိုထားပေးရပါမယ် share ကိုနှိပ်လိုက်ပါ snap ကျူနဲ့ down မှာဖြစ်တဲ့အတွက် snap ကျူကိုရွေးဖို့အတွက် mode ကိုနှိပ်လိုက်ပါမယ် snap ကျူကိုရွေးလိုက်မယ် download ကိုနှိပ်လိုက်မယ် high quality 1080p နဲ့ down ပေးရပါမယ် voice asset to download ကိုရွေးလိုက်ပါမယ် now ကိုရွေးလိုက်ပါမယ်စပြီးတော့ download ဆွဲနေပါပြီဗီဒီယိုမှာကို channel ရဲ့ logo မှုတ်ခွင့်နဲ့တခြားသူရဲ့ logo တွေပါနေတယ်ဆိုရင်တော့ TikTok မှာက disqualify မိပါတယ် CapCut application တွေကိုဝင်လိုက်ပါမယ် new project တွေကိုထပ်ပြီးတော့ဝင်လိုက်မယ် download လုပ်ခဲ့တဲ့ဗီဒီယိုကိုရွေးလိုက်ပါမယ် attack ကိုနှိပ်လိုက်မယ် ratio ကိုပြန်ပြီးတော့ရွေးပေးရပါမယ် aspect ratio တွေကိုဝင်လိုက်မယ်960ထားမှာလား69ထားမှာเนาะ TikTok မှာတော်တော်များများက960ထားတာကပို့ပြီးတော့အဆင်ပြေပါတယ်မြေကွင်းလဲပို့ပြီးတော့ကျေပါတယ်960ကိုရွှေ့လိုက်ပါမယ်